ဒီပေါ့နော် clean AI မှာဒီအသစ်ပါလာတာလေး sound ဆိုတာလေးအဲ့လေးကဘာလို့တာလဲဆိုတော့ကြတော့ကိုကဗီဒီယိုတစ်ခုထည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့နောက်မှာဥမာမိုးရွာတယ်ဆိုမိုးသံလေးတွေပြီးအကောင့်လေးတွေထည့်ထားရဲဆိုအဲ့အကောင့်သံလေးတွေပေါ့နော်ဒါမှမဟုတ်ရှင်ကားတွေသွားနေဆိုကားသွားတဲ့အတန်တွေအဲ့လိုအတန်လေးတွေလိုက်ပြီးတော့မှ ESM မှာအတန်လေးတွေထည့်ရတာပေါ့နော်အဲ့တော့ကိုကဗီဒီယိုဒီမှာဆိုကျွန်မမိုးရွာနေတဲ့ဗီဒီယိုလေးကိုထည့်လိုက်တယ်ပြီးတော့လို့ရှင်အဲ့မှာနောက်ကမိုးသံလေးထည့်ခြင်းတယ်เนาะကျွန်မဗီဒီယိုတက်လိုက်တာမှာအတန်မပါသွားဘူးအဲ့တော့မိုးသံလေးထည့်ခြင်းတဲ့အတွက်ကြောင့်မလို့အဲ့တော့ကိုက prompt ဒီ clean air ကဘာမှလို့နားမလည်ဘူးเนาะအဲ့တော့အင်္ဂလိပ်လိုတော့ရေးပေးရမယ်အဲ့တော့မိုးသံလေးလိုချင်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ Chat GPT မှာမိုးသံလေးအတွက်ဒီလိုမျိုးပေါ့เนาะ SF sound လေးဖန်တီးပေးပါဆိုရေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကအတန်လေးကိုအင်္ဂလိပ်လိုမျိုးလေးရေးပေးတယ်အဲ့ဒီ prompt လေးကို copy လာပြီးတော့ကြတော့မှကျွန်မတို့ဒီ SFX ဆိုတဲ့နေရာလေးမှာထည့်လိုက်ပြီးတော့မှထုတ်လိုက်လို့ရှိရင်ဒီကိုယ့်ရဲ့ဗီဒီယိုမှာနောက်ခံကိုလိုချင်တဲ့အတန်လေးထုတ်ပြီးတယ်ပေါ့နော်ဗီဒီယိုနဲ့လိုက်တဲ့အတန်လေးထုတ်ပြီးပါတယ်အဲ့တော့ကြတော့ဒီကလေဒီ clean AI ကနေဒီ credit လည်းအရင်မကုန်ဘူးနော်4 credit ပဲသုံးတာပြီးရင်4ပုတ်တောင်ထုတ်ပြီးတယ်အဲ့ဒီကကိုကြိုက်တာကိုရွေးလို့ရတယ်ကွယ်အဲ့တော့အရင်မိုက်တယ်အဲ့လေးကိုစမ်းကြည့်ဖို့အတွက်လာပြောပြတာပါပြီးသားလို့ရှိရင် clean AI ကဒါ free သုံးလို့ရတယ်နော်4 credit ပဲသုံးတယ်ဆိုလို့ရှိရင်တခြားပေါ့နော်အများကြီးသုံးစင်တယ်ဆိုလို့ရှိရင်လည်း premium ဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ Telegram က premium assistant လေးဆိုတဲ့အကောင့်မှာလာမေးလို့ရပါတယ်